ခမရနဲ့ကျွန်တော်တို့ရဲ့ဇလံဒီမှာပဲဆုံးသက်ကြအောင်မဘာမားတွေလုံးပြီးလို့အခုလိုလမ်းခွဲစကားတွေပြောနေရလဲမောင်ရဲ့တကယ်လို့မအမားလုံးပြီးတဲ့ဆိုရင်လဲမတောင်းမှန်ပါတယ်မောင်တော်ပါတော့ဗျာခမရတောင်းမှန်စကားလေးကျွန်တော်မကြားချင်ဘူးကျွန်တော်ကခမရနဲ့ချဲတဲ့ကောင်မလေးရှိနေပြီဗျာခမရနဲ့ကျွန်တော်ဘာပတ်သက်စရာမှမရှိတော့ဆက်မပြောပါနဲ့တော့မောင်ရဲ့မောင်စိတ်ချမ်းသာမယ်ဆိုရင်လေမဘက်ကနေပြီးတော့မောင်တို့နှစ်ယောက်ပြည့်စုံမှုအတွက်ရှင်နာနာနဲ့နောက်ဆုတ်ပေးပါမယ်မောင်ရဲ့ဆရာဆလန်းလေးတွေမင်းခင်ချရလေဒီရဲ့နဲ့မရှိနေတော့လေအတူပျော်ရွှင်မှုရဲ့တဲ့နေရဟောင်းလေးကမင်းနာမရှိနေတယ်လေရှင်တဲ့ပြောင်းလဲပဲလေစိတ်တစားနဲ့အိပ်ပြညရီခဏဒါနာခွင့်ရတဲ့နေရင်မလေးတစ္ဆာမပါဘူးတဲ့လေမြတ်တာမဲ့တော်လန်းကိုအချစ်ကဘာထင်ပြီးရှောက်ခဲ့တယ်မရှိရင်ရှင်းစကားမတော်ပါနဲ့လေရှင်မနာတဖြစ်အောင်ဥပြေခမပြုတ်လိုက်ပါနဲ့လေ